တဲ့ကိုဘောကတဲ့တဲ့ဒီမှာထိုးရုံနဲ့အဲ့လိုတိုင်းရမှာလေပထမစညက်တဲ့ချိန်မှာညက်ပြီးရင်ဒီကောင်လေးကိုနည်းနည်းညှစ်ပြီးအပေါ်ဆွဲထားမယ်ပြီးရင်တဲ့ထိုးလို့ရတယ်နော်ပြီးလို့ရှိရင်ဒီမှာနော်ဒီကောင်နဲ့ဒီမှာထဲချင်ထားတာပြီးရင်တို့ဆွဲတာဆွဲပြီးရင်ဒီကနေတက်တဲ့ထိုးရုံနဲ့အကူမဆိုင်ဘူးထဲသွားမှာနော် တက်တော့တက် အဲ့ထဲထိုးမှာ မနာဘူးမ နားလေးကိုနည်းနည်းညှပ်ပြန်လေးပဲဒီကနေကြောက်ရပြီ ရှိရကြဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကြည့်နေပါလေ နော်အကူမဆိုင်နဲ့အကူထားမှာကိုကတက်ချင်တယ်ဆိုရင်ဘောလုံးတိတ်တက်ပြီးတော့အကြီးအောက်ကတက်ပြီနော်ခုဒီကောင်ကတော့ငါတို့အောက်ကထိုးလေးရှိရော ကိုင်မတိခဲကိုင်တယ်လို့ ကိုကမတက်ဘူးငါတိုင်ထားတဲ့ခါကျမှတက်လိုက်ပြီ ဟုတ်တယ်တိခဲ ကိုင်တော့တိုက်ကိုဆွဲရတယ်နည်းဆွဲပြီးတော့ ဟုတ်တယ်ညလုံးပုံပေါ်တော့ ဟုတ်လား နောက်တော့ဝင်တက်ရွှေ့ဒီကောင်ကိုမှထောက်မှာနော်ထောက်ပြီးဒီကောင်တော့ထည့်ဘောလုံးကြီးကနေတော့ထည့်တော့ထည့်ပါတော့ထည့်ညညောင်းလေးကြည့်နော်ဟုတ်တယ်ဟုတ်တယ်သုံးဝိုင်းမှာသုံးဝိုင်းဒီလိုရှိလို့ရှိရင်ခုဒီကောင်ကိုနည်းနည်းလေးမှထွက်အောင်လုပ်တော့ဒါလေးထည့်ချလိုက်ပိုက်လေးလက်ပိုက်လေးလက်ဘာမှခက်ခဲကြရမရှိဟုတ်တယ်မလား ဟုတ်တယ် ဟုတ်ကဲ့ဒါမှသတိထားမှာနင်တို့ညှက်ဆွဲပြီးထိုးတဲ့အချိန်မှာအဲ့ကိုဒီလိုအောက်ဆိုင်ပါစေစိုက်သွားရင်ရမ်းပိန်တဲ့လူဆိုဒီလိုအသားတော့ထိမှာဆိုတော့ဒီနေရာကုတူတဲ့ဒီနေရာချက်ဒီနေရာဟောက်တဲ့လူဆိုဒီလိုဝင်သွားနိုင်တယ်နော်အဲ့ကိုနည်းနည်းလေးဒဲထားနိုင်နည်းနည်းလေးထားအောင်ထိုးနော်အဲ့ဟောက်နော်